တော်ရဲ့အိမ်မှာဖြစ်ခဲ့တဲ့ပြဿနာလေးကိုမမေ့ကြမလားတော့မသိဘူးစကားပြောတဲ့အခါမှာတောင်အာဖရိကကြောင်တော့မပါဘဲနဲ့ထည့်ပြောထားတာမျိုးတွေပေါ့နော်ဒါမှမဟုတ်ဟိတလာကိုချီးကျူးတဲ့စကားကြီးစပြောရတာမျိုးတွေပေါ့ဒါပေမဲ့လူငယ်တဲ့လောက်မှာတော့ကရော့မှာချွင်းချက်လေးတစ်ခုထွက်လာပါတယ်အဲ့ဒါကတော့ကရော့ကအီလိုမာကိုအရန်ကိုဆုံးရောက်ပြီးတော့အကောင်းမြင်စိတ်တွေရှိနေတာကိုတွေ့ရတာပါအစောပိုင်းတွေမှာဆိုရင်ကရော့ကိုမိကုန်းတစ်ခုထွက်လိုက်ပြီးတော့ပေါ့နော်ဒီစကားကအီလိုမာပြောခဲ့တာပါဆိုရင်သူကကရော့မကန်တဲ့သဘောတူရဆိုပြီးထောက်ခံခဲ့တယ်။ဒါပေမဲ့အဲ့ဒီမိကုန်းအတူတူကိုပဲပေကိကပြောခဲ့တာပါဆိုရင်တော့ကရော့ကဒီအကြောင်းအရာမှားတယ်ဆိုပြီးတော့ပြန်ပြောခဲ့တယ်ပေါ့။ပြီးတော့ Elon Musk ကဘလောက်တော့မှတမ်းမားတယ်ဆိုတဲ့အကြောင်းမှချီးကျူးထားပြီးတော့လည်းအမြဲတမ်းလေးချင်းကနေလုပ်နေတဲ့အတွက်တမ်းမာပြီးတော့ပြင်မရှိကြောင်းတို့ကိုကံပညာကိုလည်းကြွကြွချင်းအသုံးပြုတဲ့ကြောင်းတို့ပေါ့နော်။ဒီတက်ပို့ဆိုတာကတော့ Elon Musk နဲ့ Tyson နဲ့ထိုးမယ်ဆိုရင်ထောင်ပါပေါ့နော်။ Elon Musk ကTyson ကိုအနိုင်ထိုးနိုင်ကြအောင် LeBron တောင်ပို့ပြီးတော့စက်ခိုင်မှုကောင်းတယ်ဆိုပြီးတော့စကားကြီးထွက်လာတယ်ပေါ့နော်လူတွေကဆိုရင်ကဘာပေါ်မှာချမ်းသာဆုံးပုဂ္ဂိုလ်ပါတဲ့သူ့ရဲ့အိမ်ကိုပြန်ပြီးတော့ program ရေးဆွဲတဲ့အချိန်မှာသူ့ရဲ့ကောင်းကြောင်းတွေပဲထုတ်ပြီးတော့သစိမ်းတွေကိုစကားပြောရတာတော့အရင်ကစိတ်ကောင်းစရာပဲလို့ဆိုပြီးတော့ရေးသားထားပါသေးတယ်ဒီကိစ္စကဒီမှာရင်ရသေးပါဘူးဒီနေ့တပိုင်းမှာအတော်ဆုံးပုဂ္ဂိုလ်တယောက်ပြပါဆိုရင်လည်း Cross က Elon Musk ဆိုပြီးတော့ပဲပြနေပေါ့နော်ပြီးတော့ဘလောက်တောင်ဆိုးလဲဆိုတော့ Elon Musk ကယေရှုခရစ်တော်တော်မှပို့ပြီးတော့အရင်ရှင်သာထားမြောက်နိုင်စွာရှိချောင်းလည်းပြောလာခဲ့ပါသေးတယ်သူကမယ်ဆိုရင်စတာပဲဘောလုံးတစ်ကောလုံးမှာအတော်ဆုံးကျွမ်းဆုံးပညာမှာတူတက်တာလည်းမရှိရဲ့သူတယောက်အဖြစ်ပေါ့နော် Cross အဲ့လိုစကားပဲထုတ်ပြောတာပေါ့ဒီစာရေးတော်တော်ကြီးနာမည်ကျော်သွားအချိန်မှာတော့ဒါတွေအကုန်လုံးဖျက်ချပြလိုက်တယ်ပေါ့နော် Elon Musk ကလည်းနောက်တစ်နေ့လည်းရောက်တော့သူကဒီလိုဆရာကြီးမဟုတ်ပါဘူးပေါ့နော်I am very good at ဆိုပြီးတော့လည်းတွေ့ခဲ့သေးတယ်ဒီကောင်တစ်ခုတော့လောက်ထားတော့တရား